အခုအပေါ်မှာတော့လူတိုင်းပြီဆိုပါလဲဂရုဏာရောင်ခွန်ပရာဟိတအသံကလူတိုင်းပြီဆိုပါနော်ရောဂရုဏာရောင်ခွန်ပရာဟိတအသံကိုလူတိုင်းပြီအလူရှန်တီကိုတဟောက်ချီစုပရိပိလိုက်ခဲ့ပါနော်တရားချောင်းစီပိလိုက်ပါအဘကအရိမဘူးပိလိုက်ပါရဆုံးဒီမှာဖုန်းကြပါကျမ်းမှာပါစီရှမ်းသာပါစီလို့တဟောက်ချီစုလုံးပိလိုက်ပါအော်နဲ့စကြီးအလူရှန်တီကျမ်းမှာပါစီရှမ်းသာပါစီဆိုလိုက်အော်နဲ့စကြီးအခုဒီမှာလိုက်ပြီလေအေးဘုံမတဟောက်ချီစုပြီးအော်နဲ့ကာကြရကမရုကျမ်းမှာရှမ်းတန်ဒီဘေးအန်ဒီကောင်းလို့လွိုင်းမလားနေပါဘူးကျေးဇူးတောင်းပါတယ်အေးဘုံရှိစုပြီးလေကျမ်းမှာပါထက်ကပါလေဒီတဲ့အဲ့လိုပြန်လာပြီးစိတ်မှာဟင်းနဲ့မှာတော့နေရာခံတဲ့နေ့စုပါကြီးပြေစနေပြေပါစီအေးရတဲ့ဟာရှိပူလိုက်မိုက်တာကျမ်းမှာပါစီလူကြီးကျမ်းမှာပါစီထက်တာပါစီလုတ်တဲ့အောင်ကန်ဒီလောက်ပါစီစိတ်မှာမှကလေးမှာတော့မြင်ပါစီလိုရာခံတာပြီးမြင်ပါစီပြေစနေပြေပါစီအေးဟာရှိပူလိုက်ပါစီကျမ်းမှာပါစီထက်တာပါစီဆိုကျမ်းမှာပါစီလုတ်တဲ့အောင်ကန်ဒီလောက်လုတ်တဲ့အောင်ကန်ဒီလိုရာခံတာနဲ့ပြေဆုံးနေပါစီဆန္ဒနဲ့ပြေနေပါစီဟုတ်ပါရဲ့ပြေစနေပြေအေးဘုံမတဟောက်ချီ我暂时就见了吧，现在吧，参加我那陪我吧，我打吧，如果我打的那边我今天给你，我买的现在的。ပြေစနေပြေပါစီအော်နဲ့စကြီးစုပြီးလေပါအော်နဲ့စကြီးဆိုအော်နဲ့ပါပြေစနေပြေပါစီ